Watson vs Brighton Premier League ပွဲစဉ်သုံးသက်ချက်ဖြစ်ပါတယ်ခင်ဗျာ။နိုင်ဒီမိနစ်မှာကြိုးဆိုပါရခင်ဗျာကျွန်တော်နိုင်ဒီပါအဲ့တော့ကျွန်တော်ဒီနေ့ညမှာကတော့ဒါ Premier League ပွဲစဉ်တွေအများကြီးရှိတဲ့ကမှာကျွန်တော်ကညီကိုအတွက်ရှိမှာ Arsenal နဲ့ Aston Villa ပွဲစဉ်သုံးသက်ချက်လေးလုပ်ပေးထားတယ်အဲ့တော့ဒီ view ထဲမှာကကျတော့ကျွန်တော်တို့ Watson နဲ့ Brighton ပွဲစဉ်ကိုထပ်ပြီးတော့သုံးသက်ချက်လေးလုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပွဲစဉ်လေးကိုစပြီးတော့သုံးသပ်လိုက်ရအောင်ပါWatson အိမ်ကွင်း Brighton ကတော့အဝေးကွင်းလာရင်ဆိုင်ရမှာဖြစ်ပါတယ် Watson ကဒီယာဒီမှာရလက်ပိုင်းနေအတော်လေးရင်းရိုင်နေပြီးတော့နီးပြအပြောင်းလေးတွေလည်းရှိထားတယ်Watson ဒီလိုမျိုးပုံစံဖြစ်နေတယ်ဆိုတာကအရင်ကြီးတော့လည်းထူးဆန်းမနေဘူးဗျာ။အားကြောင့်လဲဆိုရာသီကြိုမှာလည်းလုံလောက်တဲ့အင်အားဖြစ်တည်မှုတွေမလုပ်ထားဘူးပေါ့နော်။ Premier League လိုပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့လိမျိုးမှာကဒီလိုမျိုးအင်အားဖြစ်တည်မှုမလုံလောက်ရင်တော့ဒီလိုပုံစံပဲသွားမှာပဲ။အဲ့တော့ Brighton ကိုသွားပြီးကြည့်မယ်ဆို Brighton ကတော့ဒီရာသီမှာ Watson လောက်တော့အခြေအနေမစိုးဘူး။ပြီးခဲ့တဲ့ရာသီကတည်းကအနေငယ်လေးရော့ရဲဆိုပေမဲ့လည်းကျွန်တော်တို့ဒီအလဲလက်တန်းအဆင့်မှာတော့သူ့အနေနဲ့သူ EIA ကြောင့်ရက်တည်နေနိုင်တော့ဘူးပေါ့နော်။ဆိုတော့ဒီနေ့ပွဲစဉ်ရဲ့ပေါ်ထလူစင်းလေးကိုကျွန်တော်တစ်ချက်ပြီးကြည့်လိုက်အောင်ပါ။ဒီနေ့ပွဲစဉ်ကိုခလန်ဝင်းစင်ပြန်ပြီးတော့ပါလာရင်တော့ပို့ပြီးတော့ကောင်းမယ်ဗျ442 formation လို့ပုံစံမျိုးဗျာဆမဗလီကိုဘယ်ချမ်းထားဆော့တဲ့အနေထားပေါ့နော်ပုံဝင်နဲ့ဘယ်ညာပုံစံလေး rotation ဆွတ်ပြီးတော့ဆော့တဲ့အနေထားဆိုလို့ရှိရင်တော့ Watson တို့ဒါတိုက်စစ်ကိုကောင်းကောင်းလေးဒါမုံမှန်လာတယ်လို့ပြောလို့ရပြီပေါ့နော်ဆိုတော့ဒူနိုဆန်တို့ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ပွဲထဲမှာပို့ပြီးတော့ကြည့်ရမှာပေါ့အဲ့တော့ခလန်ဝင်းစင်တို့လိုရွေးချယ်စရာတိုက်စစ်မှုတွေလည်းရှိတယ်ဆမဗလီပါကေတာဘိုဝင်ဆိုတော့တိုက်စစ်ပိုင်းအတော်လေး Watson ဒီနေ့ပွဲစဉ်မှာထက်မြက်ပါလိမ့်မယ်ဒါပေမဲ့ Wan-Bissaka ဒီပွဲစဉ်ကိုမပါဝင်နေတာဖြစ်တဲ့အတွက် Walker Peters ဘက်ကစိတ်မချရဘူးပြီးရင် Scarlett ဘက်ကစိတ်မချရတာဖြစ်တဲ့တောင်ပန်နှစ်ဖက်အတော်လေးအားကောင်းတဲ့ Brighton ကိုရင်ဆိုင်ရတဲ့အခါမှာ Watson တို့ကျင်းသေးပါအဝေးဝင်းရောက် Brighton ကိုဂိုးပေးရဖို့ percentage က80%လောက်ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲ Watson ဒီလေတိုက်စစ်အင်အားလုံလောက်ရှိတယ်ဖြစ်တဲ့ဒီနေ့ပွဲစဉ်ကိုအိမ်ကွင်းမှာအမှတ်လိုချက်ကြောင့်ရောဂိုးရအောင်သွင်းပါလိမ့်မယ်အဲ့တော့ဒီပွဲစဉ်ကကျွန်တော်တို့အခက်မသိရင်ပထမပိုင်းလေးက1-1လောက်ကြည့်ရတဲ့ပွဲစဉ်တစ်ပွဲလို့ဆိုလို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော် technical analysis ဘက်ကိုသွားပြီးတော့ကြည့်လိုက်အောင်ပါ technical analysis ရလက်ရှိဒီပြထားတဲ့ပုံစံရတော့ဗျာ4-2-4-3-1-2လို့4-2-3-1လို့ပုံစံမျိုးကိုပြထားပါမယ်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ option တွေအများကြီးရှိတာဖြစ်တဲ့အတွက်4-4-2လိုမျိုးပုံစံနဲ့လည်း Watson တို့ပွဲထွက်လာနိုင်တယ်တစ်ဖက်ကကျွန်တော် Brighton ကိုသွားပြီးကြည့်မယ်ဆိုရင်4-2-3-1ပုံစံပဲဒီလက်ဝင်း right wing တွေကိုအားကိုးတယ်မင်တာတို့ပါလို့ဆိုလို့ရှိရင်ပြီးခဲ့တဲ့ပွဲမှာအာဆင်နယ်ပွဲမှာအတော်လေးအနာရထားတယ်ဒါဒုတိယပိုင်းလောက်မှကျွန်တော်တို့ဝင်ပြီးတော့ဆော့တယ်ဘာလည်းမပါတာဖြစ်တဲ့အတွက် cancel ပိုင်းတော့ Brighton နဲ့အနေငယ်ရော့နေနိုင်ပါတယ်နှစ်သိန်းလုံးဒီတိုက်စစ်ပိုင်းအတော်လေးအားကောင်းပြီးတော့ cancel ပိုင်းအနေငယ်ရော့နိုင်တဲ့အတွက်ဒီပွဲစဉ်ကကျွန်တော်တို့ဒါဂိုးတွေလည်းရနိုင်တယ်လို့ဂိုးတွေလည်းပေးရနိုင်တဲ့ပွဲစဉ်တပွဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိတယ်အဲ့တော့ဒီပွဲစဉ်ကိုတော့ကျွန်တော်အနေနဲ့ဂိုးအများလေးကိုကျွန်တော်ကြိုက်တယ်ဗျအဲ့တော့ညီကိုတွေနဲ့ကြိုက်တူရင်ယူလို့ရပါတယ်ဂိုးအများကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ညီကိုတွေနဲ့ကျွန်တော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and follow လုပ်ခဲ့ပြီးကျွန်တော်ဒီညနေပြီးတော့တိုက်တွန်းလိုက်ပါတယ်ကောင်းမွန်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျွန်တော်ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲညနာကိုပြပါအောင်ဗျ